အိုတို့လက်ဆွဲဘုံစားနေသောရှင်မွဲရောင်ချောက်အိမ်စဉ်လျှောက်၍ရုပ်အောင်မျက်နာခွာရာရွှွန့်ပွဲတင်ရောက်တဲ့သာတပည့်ပြင်းကြွတပည့်မအဒီဆွမ်းကံဘုန်းကြီးရဲ့ဘဝဝိသုဒ္ဓဆရာကြီးကရေးတဲ့လင်္ကာနတ်တဲ့မှာလူချေခွေးပင်နွားမစင်ကဒါတွေလည်းပါတယ်အဲ့ဒါတွေနှင်းပြီးတော့ပွက်တွေနှင်းရွှွန့်နေတအိမ်ဝင်တအိမ်တွေ့အိမ်ရှိရောက်တော့လေမိတ်ကားချင်းကမှိုင်ကားရက်လဲမျက်စိနှလုံးစုံမိတ်ပြီးတော့အိမ်ရှိလေးရနေဘုန်းကြီးမန္တလေး1320 3 4 5အဲ့ဒီနှစ်တွေကဆွမ်းခံပြီးတော့ဓမ္မစရိယတန်းမန္တလေးမှာစတက်တဲ့ဘွားကအဲ့ဒီတိုင်းဒေဝွန်းဆိုတဲ့ရက်ွက်ရက်ွက်လို့လှေသမားတွေကြီးပဲစင်းရသားရက်ွက်မှာဆွမ်းခံစားဘုန်းကြီးတို့ပြိဿဘယ်ဒီမှတော့မသိဘူးဒီလိုစင်မောတင်ဖို့ဘယ်သူမှမရအောင်မိတ်ကချင်းကမိန်ကရက်လဲအိမ်စဉ်လျှောက်ပြီးတော့ညီတီကြီးပတ်တဲ့နွားချီတွေနဲ့ရွှွန့်ပွက်တွေနဲ့အဲ့ဒါတွေနင်းပြီးတော့မိတ်ကချင်းကမိုင်ကရက်လဲမျက်လွှာလေးချဦးစင်းငယ်ငယ်တွေကိုကြည်ညိုခြင်းရင်လေဘုန်းကြီးတို့ဆရာပြောတာဆွမ်းခံတဲ့အချိန်ကြည်ညိုကြတဲ့ဒီပြည့်အချိန်တော့သွားမကြည့်နဲ့တဲ့ဆွမ်းခံတဲ့အချိန်တော့မျက်လွှာလေးချသင်္ကန်းလေးယုံလို့မိုင်းပြီးကုတ်ပြီးတော့ဒါလေးရက်နေတယ်မခုတ်တတ်တဲ့ကြောင်ကလေးလို့ပေါ့ဟုတ်လားဒီပြည့်ချိန်တော့သွားမကြည့်နဲ့မိတ်ကချင်းကမိုင်ကရက်လဲမလောင်းတချို့လောင်းတချို့နဲ့ရနေနေကဘူးဘွက်တွေရွှွနေနဲ့ခြေတော့ကအေးအကြာကြီးကနေထွက်မလာဘူးတော်တော်လေးကြာထွက်လာတော့ဘွားကြီးကအဖိုးကြီးကသရောစွန်ဖျားဆိုဘာပြန်ပြောရဲလဲသရောစွန်လို့တဲ့အိမ်ကိုဆွမ်းကဘုန်းကြီးဘယ်နှကရံပြန်တွေ့တာရှိတယ်မိတ်ကချင်းကမိုင်ကရက်လဲမလောင်းတချို့လောင်းတချို့နဲ့တချို့ကဆဲဥပြေယဟံမလောင်းတချို့လောင်းတချို့နဲ့တချို့ကဆက်ဒီကရုံးအိမ်ရှိလာရနေတဲ့ကြပြီဒီလိုပြောရင်လည်းဆွမ်းကဘုန်းကြီးကပြန်ဆဲသွားသေးလားပြန်မပြောဘူးရှေ့ဆက်သွားတာပဲနော်ဒီလိုရှိရအဲ့တော့လောင်းလိုက်ပြန်တော့လည်းပဲသမင်းသို့လောင်းမယ်ဟင်းသို့လောင်းမယ်ဘာပြောလဲလောင်းသမျှယူသွားတာပဲဒီလိုမဟုတ်လားအေးပု္ပ္ပကြံကျွင်းမယ်ဒီစာရှိသေးတယ်ပု္ပ္ပကြံကျွင်းသမင်းမုံဟောင်းကောင်းမကောင်းကို